စုချန်ထွက်ခဲ့စမ်းမင်းရဲ့ရှိနေနဲ့မိသားစုလာတွေ့တယ်အဖေသားကိုမြန်ကဲပါဦးအထဲမှာနေရတာလူမဆန်ဘူးအဖေချန်လေးရှိနေပြောတာတော့စာချုပ်ကဥပဒေတိုင်းအတီးဖြစ်နေလို့မင်းလူဝန်ကိုတတန်းခွဲကျွေးတင်နေရတဲ့အိမ်ကိုလည်းတရားရုံးကချိတ်ပိတ်ပြီးလေလံပစ်လိုက်ပြီးမရဘူးလေအဲ့ဒါသားရဲ့မင်္ဂလာဦးအိမ်ပဲကြားကောသူဘာလို့မလာတာလဲသူ့ကိုပေးထားတဲ့တင်တောင်းငွေတွေနဲ့သားကိုအရင်ကဲခိုင်းလိုက်ပါဦးအဲ့ဒီမင်္ဂလေးเจ้าမတွေးနဲ့တော့ညနေကမင်းအဖမ်းခံရတာမြင်ပြီးတာနဲ့စေးရုံသွားပြီးပိုက်ထဲကကလေးကိုဖျက်ချလိုက်ပြီးတင်တောင်းငွေတွေနဲ့အိတ်တွေကိုလည်းပြန်ရောင်းပြီးအခုထွက်ပြေးသွားပြီးမင်းကိုလည်းလိုင်းပေါ်ကနေပိတ်လိုက်ပြီးလူတိုင်းကိုလည်းလိုက်ပြောနေတယ်မင်းကတတန်းကြော်ကျွေးတင်နေတဲ့လိမ့်လေသူမှုဒီတသက်ပြန်မထမြောက်နိုင်တော့ဘူးလေမဖြစ်နိုင်တာခြံလေးရှိနေပြောတာတော့မင်းလုပ်ရက်ကတရားရုံးမင်းကိုတမင်ဆန့်ကျင်တာမှုလေလံပြစ်လို့ရတဲ့ပတ်စံကလူဝန်ကိုပေးဖို့မလောက်ရင်မင်းအနည်းဆုံးထောင်3နှစ်ကြာလိမ့်မယ်ထောင်ကြမယ်ဟုတ်လားအဖေသားထောင်မကြချင်ဘူးသားကိုကဲကြပါဦးအိမ်ဟောင်းကြီးကိုရောင်းပြီးပတ်စံအားလုံးကိုလူဝန်ကိုအရင်ပေးလိုက်ပါသားထောင်မကြချင်ဘူးအဖေမနှက်ပြန်စူဝံမွေထားတဲ့ပြဿနာတွေရှင်းရမယ်မင်းထွက်လာရင်ငါဆေးရုံသွားပြီးသူ့ကိုစရင်ရှင်းအောင်မယ်ငါကိုရေလေးနည်းနည်းလောက်ပေးပါနေရရောက်ရင်ရေတောက်ရလိမ့်မယ်အခုတော့ငင်းနေဆန်းစူဝံမင်းကိုဘာလို့ဒီနေရာပြောင်းလိုက်လဲတီလာသမီးတကယ်မှားသွားပါပြီသမီးသွားပြီးပြဿနာမရှာသင့်ဘူးလူဝန်ကိုကူပြီးပြောပေးကြပါဦးသမီးကသူ့မိမပဲလေသူ့သမီးကိုဒီတိုင်းဖြစ်မထားတော့ပါဘူးမင်းရဲ့စင်ကြေတွေကိုရုပ်သိမ်းလိုက်တော့အခုမင်းကိုစစ်ဆေးနေတာကပြင်းထန်တဲ့ရာဇဝတ်မှုဖြစ်နေလို့ပဲရာဇဝတ်မှုဟုတ်လားသမီးလွှဲလိုက်တာသမီးယောက်ျားရဲ့ပတ်စံလေးလက်ထပ်ပြီးရင်သူ့ပတ်စံကသမီးပတ်စံပဲမဟုတ်ဘူးလားအဲ့ဒါသမီးမောင်လေးအတွက်အိမ်ဝယ်ပေးတာလေအလွန်ဆုံးရှိရင်မိသားစုပြဿနာပဲဖြစ်မှာပေါ့ကြည့်ရတာမင်းကဥပဒေကြောင်းဘာမှမသိသေးဘူးပဲငါရှင်းပြမယ်ပထမအချက်ကဒီပတ်စံတွေဟာလူဝန်ကသူ့ရဲ့အိမ်နဲ့တန်ကားကိုရောင်းပြီးရလာတဲ့ကိုယ်ပိုင်ပိုင်ဆိုင်မှုဖြစ်တယ်ဒုတိယအချက်ကဒါဟာစေကူတာဖို့အတွက်တည်တံ့သုံးရမယ့်အသက်ကဲပတ်စံဖြစ်တယ်ဒါကိုမင်းကစူချန်ကိုအိမ်ဝယ်ဖို့အတွက်တမင်သဘောထားနဲ့လွှဲပြောင်းပေးလိုက်တာဒါကြောင့်မင်းဟာတရားမဝင်ရယူပိုင်ဆိုင်မှုနဲ့အနည်းဆုံးထောင်ဒဏ်တစ်နှစ်ကနေ10နှစ်အထိကြခံရနိုင်တဲ့သမီးခိုးတာမဟုတ်ဘူးသွားပြီးစူချန်ကိုဖမ်းပါပတ်စံတွေကိုတူယူပြီးအိမ်ဝယ်တာအိမ်ကလည်းသူ့နာမည်နဲ့စူချန်ကိုငါတို့ဖမ်းပြီးမင်းတို့မောင်နှမ2ယောက်စလုံးလွတ်မှာမဟုတ်ဘူးမင်းကတော့အာမခံနဲ့နေလို့ရပေမဲ့ဒီမျိုးကနေထွက်ခွာခွင့်မရှိဘူးအကိုကြီးလူစီးပွားရေးမှုခင်းတပ်ဖွဲ့ကသတင်းပို့လာတယ်စူဝန်ကဒါရီအားလုံးဟာစူချန်ရဲ့မြောက်ထိုးပင်းကော်လုံးမှုကြောင့်လို့ပဲဆွဆွဲပြီးပြစ်မှုအားလုံးကိုမောင်ဖြစ်သူစီလွှဲချနေတယ်ပြီးခဲ့တဲ့နှစ်အတွင်းမှာလည်းစူဝန်ကအိတ်ဝယ်တာနဲ့အလှပြင်တာတွေကိုအကြောင်းပြပြီးပတ်စံ9သိန်းလောက်ကိုစူချန်စီလွှဲပေးခဲ့သေးတယ်ရှိနေချန်မနဲ့ပြန်ကြရင်စူချန်စီကနေအဲ့ဒီ9သိန်းကိုတရားမဝင်ရယူမှုနဲ့ပြန်တောင်းဖို့ထပ်တိုးတရားစွဲလိုက်ပါအဲ့ဒါဆိုသူဘာနဲ့ပြန်ပေးမှလဲသူတို့မှမရှိရင်မိဘတွေမှရှိတယ်သူတို့မှတခြားအိမ်ဟောင်းလေးတစ်လုံးရှိသေးတယ်ရှိနေချန်မင်းယုံကြည်ရတဲ့သူတွေရှာပြီးအိမ်ချန်မြေဈေးကွက်ထဲမှာကောလာဟာလာလွင့်ပြီးဈေးကိုနှိပ်ထားလိုက်သူတို့ကိုနောက်တစ်ကြိမ်ထပ်ပြီးနှိပ်ဆက်လိုက်အောင်မယ်ကျွန်တော်ကိုပဲလွှဲထားလိုက်ပါဘယ်လိုလုပ်ကြမလဲခြံလေးကအထဲမှာအရိုက်ခံရမှာတေချာတယ်ဘယ်လိုလုပ်ရမလဲအိမ်ကိုရောင်းပြီးပတ်စံရှာရမှာပေါ့ခြံလေးကိုဘယ်လိုပဲဖြစ်ဖြစ်ပြန်ကယ်ရမယ်အင်္ဂလန်စာချုပ်ကိုယူပြီးပွဲစားစီသွားကြစို့အဖိုးနဲ့အဖွားအိမ်ရောင်းမလို့လားကျွန်တော်တို့ပတ်စံရမ်းလို့နေလို့ဘယ်လောက်ရမလဲကြည့်ပေးပါဦးအိမ်တက်တန်းက230ရှာTV 3ရက်အတွင်းပတ်စံအပြည့်အဝလိုချင်ရင်ကျွန်တော်အလွန်ဆုံး9သိန်းပဲပေးနိုင်မယ်9သိန်းဟုတ်လားမင်းငါတို့ကိုတပြတိုက်နေတာလားငါအိမ်ကတတန်းတန်တယ်လေဈေးနဲ့ထင်ရင်တခြားနေရာသွားမေးကြည့်ပါ3ရက်အတွင်းလက်ငင်းပတ်စံဘယ်သူပေးနိုင်မလဲလို့ကောင်းပြီ9သိန်းဆိုလဲ9သိန်းပဲဒီနေ့ပဲစာချုပ်ချုပ်ရအောင်ရောက်ဖကျွန်တော်မှားသွားပါပြီမင်းတဘောထားကြီးထားပြီးကျွန်တော်ကိုခွင့်လွတ်ပါဦးကျွန်တော်အဲ့ဒီနေရာကိုပြန်မသွားချင်တော့ဘူးအဲ့ဒါလူနေတဲ့နေရာမဟုတ်ဘူးကျွန်တော်တို့အိမ်ဟောင်းကိုရောင်းပြီးပတ်စံရှာလာပါပြီဒီမှာ9သိန်းခွဲရှိတယ်ကျွန်တော်တို့မိဘနှစ်ပါးရဲ့အိုးအိမ်ပိုင်ဆိုင်မှုအားလုံးကိုစုဆောင်းထားတာပါလူဝန်ဒီပတ်စံကိုအရင်ယူထားလိုက်ပါကျန်တဲ့4သိန်းကိုတော့ခြံလေးထွက်လာရင်အလုပ်စူးစမ်းပြီးဖြည်းဖြည်းချင်းပြန်ဆက်ပါမယ်မင်းအမြန်ဆုံးရဲတွေကိုပြောပြီးခြံလေးကိုလှုပ်ခိုင်းလိုက်ပါဦး9သိန်းခွဲဟုတ်လားရှိနေခြံဒီဥပဒေမသိတဲ့သူ2ယောက်ကိုရှင်းပြပေးလိုက်ပါဦးသူတို့သားကအခုငါ့ကိုပတ်စံဘယ်လောက်တောင်ကြွေးတင်နေလဲဆိုတာစူချန်ရဲ့ကြွဘေးမီက4ပိုင်းခွဲထားပါတယ်မူရင်းကျွေးမီတတန်း2သိန်းအတိုးနဲ့ရော်ချင်းငွေ8000ခွဲတရားရုံးစည်း3သိန်း2000နဲ့တရားမဝင်ရယူမှု9သိန်း2000ဖြစ်ပါတယ်အားလုံးပေါင်းရင်2တန်းနီးပါးရှိပါတယ်ပြီးတော့စူချန်ရဲ့အိမ်လေးလံပြစ်လို့ရတဲ့ပတ်စံကအခွန်တွေနှုတ်ပြီးရင်အလွန်ဆုံးတတန်းပဲရမှာပါဆိုလိုတာကမင်းတို့ဟာလူဝန်ကိုတတန်းနီးပါးဆက်ပြီးပေးစရာကြံနေသေးတယ်အခုယူလာတဲ့9သိန်းခွဲကတော့စိတ်မကောင်းစရာပဲတရားရုံးအကောင့်ထဲရောက်တာနဲ့အတိုးနဲ့တရားမဝင်ရယူမှုတွေအတွက်တက်အလိုလျောက်အသိခံရမှာဖြစ်ပြီးရာဇဝတ်မှုတက်ညာခွင့်ရဖို့အစစ်နဲ့အဝေးကြီးလိုပါသေးတယ်လူဝန်မင်းတာတပြတိုက်တာပဲစူကျင့်တရလိုဘက်ကတောင်းဆိုတဲ့အတိုးနဲ့တရားမဝင်ရယူမှုတွေဟာငွေလွှဲတာတွေနဲ့စူချန်ကိုယ်တိုင်လက်မှတ်ထိုးထားတဲ့စာချုပ်တွေရှိတာမို့လုံးဝဥပဒေနဲ့ညီညွတ်ပါတယ်လူအကိုရောက်ဖကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ကိုအသက်ရှင်ခွင့်လေးပေးပါဦးကျွန်တော်အမကိုလာတောင်းပန်ခိုင်းပါဦးမင်းသူမကိုအရန်ချစ်ခဲ့တာပဲမင်းဒီလောက်အထိရက်ဆက်မှာမဟုတ်ပါဘူးမင်းအမအတွက်တော့စိတ်မပူနဲ့သူမရဲ့အဆုံးသက်ကမင်းတို့ထပ်ပို့ပြီးရင်ခုံဖို့ကောင်းဦးမှာပါယုံချင်းသိမ့်ပြီးအဖေကဲပါဦးကျွန်တော်ပြန်မသွားချင်ဘူးကျွန်တော်ပတ်စံတွေကျွန်တော်ရဲ့စုဆောင်းမှုတွေအားလုံးကုန်ပြီးလူဝန်ပတ်စံတွေကိုပြန်ပေးစမ်းစုဖွားကြီးစကားပြောတာတတိထားပါဒီပတ်စံတွေကစီကံအတိုင်းဆောင်ရွက်တာဖြစ်ပြီးမင်းတို့ထပ်ပြီးပြဿနာရှာရင်အကျိုးဆက်ကိုကိုယ်တိုင်ခံစားရလိမ့်မယ်မင်းတို့ဇနီးမောင်နဲ့အကောင်းနဲ့အဆိုးဆိုတာကံကံကြီးအကျိုးပဲမင်းတို့ကိုနှိမ့်နေမဲ့သူမရှိဘူးထင်နေတာလားအော်မေးလို့စုဝန်ကအခုခိုးမှုနဲ့ဖမ်းဆီးခံထားရပြီးစေယုံမှာရှိနေတဲ့ပြစ်ဒဏ်ရောပါဖို့အတွက်သူမကထွက်ဆိုချက်ထဲမှာပြစ်မှုအားလုံးကိုစူချန်ပေါ်လွှဲချထားတဲ့စူချန်ကပဲချင်းချောက်ပြီးခိုးခိုင်းတာလို့ပြောထားတဲ့အဖေအမေသမီးကိုကဲပါဦးသမီးအရန်နာကျင်နေလို့သမီးကိုအိမ်ပြန်ခေါ်ပါဦးမင်းကိုကဲရမယ်ဟုတ်လားငါမင်းကိုအတိတ်သက်ချင်တာမင်းဘာလို့မောင်လေးကိုဒုက္ခပေးရတာလဲမင်းဘာလို့ရဲတွေကိုခြံလေးခိုင်းတာလို့ပြောရတာလဲမင်းကြောင့်မောင်လေးအတွက်နဲ့ငါတို့အိမ်ဟောင်းကို9သိန်းခွဲနဲ့ရောင်းလိုက်ရပြီးအခု
နေစရာနေရာတော့မရှိတော့ဘူးဘာလဲအိမ်ကိုရောင်းလိုက်ပြီးဟုတ်လားပတ်စံတွေလည်းအသိမ်းခံရပြီးအားလုံးကုန်ပြီးမင်းကြောင့်ပဲမင်းဘာလို့စောစောမတည်တာလဲဖယ်စန်းတာတွေအားလုံးကအဖေတို့အမေတို့ချင်းချောက်လို့ဖြစ်ရတာငါအဖေတို့အတွက်နဲ့အသက်ကိုတော့ပတာနာမထားခဲ့တာကိုအခုငါ့ကိုတေးခိုင်းနေတာလားဘာလို့နေကြတာလဲဒါကအထူးချက်မဲ့ကုသဆောင်ပဲထပ်ပြီးပြဿနာရှာရင်ဥပဒေအတိုင်းအေးအေးယူမယ်ထွက်သွားကြစူဝမ်မင်းဒီနေရာမှာပဲပုတ်တိုးသွားတော့ငါတို့မင်းတို့သမီးမျိုးမရှိခဲ့ဘူးလို့ပဲသဘောထားလိုက်မယ်အားလုံးမတက်ရကြပါအခုဆုံးဖြတ်ချက်ကိုကြီးညာမဲ့စူချန်ဟာပတ်စံတွေကတခြားသူရဲ့အသက်ကယ်ပတ်စံဖြစ်မှန်တီးလျက်နဲ့အိမ်ဝယ်ဖို့အတွက်မတရားရယူခဲ့ပြီးပိုင်ဆိုင်မှုတွေကိုလွှဲပြောင်းမှုစူးစမ်းခဲ့တယ်ဒါကြောင့်ပြစ်မှုနှစ်ခုပေါင်းပြီးထောင်ဒဏ်3နှစ်နဲ့6လချမှတ်တဲ့အပြင်ငွေဒဏ်လည်းချမှတ်တယ်သူ့နာမည်နဲ့ရှိတဲ့အိမ်ကိုလေးလံပစ်ပြီးရလာတဲ့ပတ်စံတွေကိုလူဝန်ရဲ့ကျွေးမိတွေအတွက်အရင်ဆုံးပေးဆက်ရမယ်မလောက်သေးတဲ့အပိုင်းကိုတော့နောက်ပိုင်းမှာဆက်လက်ပေးဆက်ရမယ်900ခန့်သောယင်းနှိမ့်မြုပ်နှံမှုတန်ဖိုးက3ဘီလီယံအထိတက်သွားပြီဟုတ်လားဒါနဲ့အဲ့ဒီမိသားစုကဘယ်လိုဖြစ်သွားလဲစူချန်ကထောင်ထဲမှာအနာရောင်ဆောင်လို့တိုက်ပိတ်ခံထားရတဲ့ကျွေးမိတွေကင်းလွတ်ခွင့်ရဖို့တွေးစာရေးပြီးတောင်းဆိုနေသေးတယ်သူအိမ်မက်မက်နေတာပဲလူသက်တာကခေါင်းပြက်ရုံပဲစိတ်ပိုင်းဆိုင်ရာနှိမ့်ဆက်တာကမှတစ်သက်လုံးခံရမှာသူမိဘတွေကအဖိုးကြီးနဲ့အဖွားကြီးကတော့အမိုက်ပုံနာမှာလေလွင့်နေကြတယ်အော်စူဝန်ကတော့မနေ့ကဆုံးသွားပြီးအယိုးပြကိုလည်းဂယုမဆိုင်ပဲမြုပ်နှံလိုက်ကြတယ်လူဝန်သူမှားသွားပါပြီမင်းစူချန်ကိုကယ်ပေးပါဦးငါကိုခွင့်လွတ်ပါဦးငါရဲ့တမက်လေးသွားဆန်းယူနေတဲ့သူတွေဝေးဝေးသွားကြငါရဲ့အသက်ကယ်ပတ်စံကိုယူမှတော့ငါကိုယ်တိုင်မင်းတို့ရဲ့အုပ်ကူကိုတူးပေးရမှာပေါ့